တာတဲ့သူစကားလေးတွေနူးညံ့စွာပြောတဲ့ချစ်သူအေးချမ်းတဲ့အပြုံးကလေးတွေရင်ထဲစီဝင်အားတွေပေးသူရဲ့ကိုရကပောင်ငယ်လေးတဲ့မမင်းဟာမရှိမဖြစ်လွမ်းမို့သူလေးလေပူပူမလေးစမ်းကြောင်းလေးလို့စီးစင်းတဲ့မင်းရဲ့အချင်နာတွေမင်းရဲ့စေတနာတွေလေးနဲ့စွာတမ်းမှုထားမျက်နှာရတဲ့ပြောပါရစေရာရာကိုရင်ဆိုင်မဲလေမင်းအတွက်နဲ့ကိုဘဝကိုပေးအပ်ထားတယ်လေကိုရဲ့အနာဂတ်မျိုးကိုဖန်ဆင်းနေပြီးသူကလေး